အမျိုးသမီးအတွင်းထံများကိုသာရွေးချယ်ခိုးယူပြီးတော့အနံ့ခံကစိတ်ကြွရွတ်သွနေသည့်မြန်မာလူသမားတူအဖမ်းခံရမင်္ဂလာပါ NFN သတင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရဗျာဒီကနေ့စိတ်ဝင်စားစရာသတင်းများကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဗျာထိုင်းနိုင်ငံနခွန်ဝရံခရိုင်မှာအလုံးလုံးကင်နေတဲ့မြန်မာလူသားတဦးဟာအမျိုးသမီးအတွင်းကံပေါင်းများစွာကိုခိုးယူပြီးတော့ထူးဆန်းတဲ့အပြုတ်မှုများတွေပြုလုပ်ခဲ့မှုကြောင့်ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်ဖြစ်စဉ်မှာနခွန်ဝရံရှိ24နာရီဖွင့်လှစ်ထားတဲ့အလူအလျောက်ဝိရှော်ဆိုင်တစ်ခုအတွင်းအဝိလာလျှော်သူတွေဟာသူတို့ရဲ့အဝိအစားတွေခဏခဏပျောက်ဆုံးနေကြောင်းတိုင်ကြားခဲ့ကြပါတယ်ထူးခြားချက်မှာအခြားအဖို့တန်အဝိထဲများပျောက်ဆုံးခြင်းမရှိဘဲအမျိုးသမီးသုံးအတွင်းငံပေါင်းမီနဲ့အင်ဂျီအတွင်းငံများသာတီးတန့်ရွေးချယ်ပြီးပျောက်ဆုံးနေခြင်းဖြစ်ပါတယ်ဒီအခြေအနေတွေကြောင့်စိုင်းပိုင်ရှင်နဲ့တာဝန်ရှိသူတွေက CCTV မှတ်တမ်းကိုအသေးစိတ်ပြန်လည်စစ်ဆေးခဲ့ရမှာတော့တန်တရားဖြစ်ဖွယ်မျိုးသားတအုပ်ကိုတွေ့ရှိခဲ့ရပါတယ်ရဲတပ်ဖွဲ့ရဲ့စုံစမ်းထောက်လှမ်းမှုအရညနေ3နာရီဝန်းကျင်မှာအဆိုပါအမျိုးသားနေထိုင်ရာအခန်းကိုတွားရောက်စီးနင်းခဲ့ရမှာတော့တေခမ်းဖြစ်သူအသက်35နှစ်အရွယ်ရှိမြန်မာနိုင်ငံသားဇော်ပိုင်စုကိုတပ်တေကံပစ္စည်းတွေနဲ့အတူဖမ်းဆီးရရှိမိခဲ့တာဖြစ်ပါတယ်အခန်းအတွင်းမှာတွေ့ရှိခဲ့ရတဲ့တပ်တေကံအထောက်အထားများအရရဲတပ်ဖွဲ့ကဇော်ပိုင်စုရဲ့အခန်းကိုဝင်ရောက်ရှာဖွေတဲ့အခါအန်အားသင့်ဖွယ်မြင်ကွင်းကိုတွေ့ခဲ့ရပါတယ်အခန်းအတွင်းမှာသူခိုးယူလာတဲ့အမျိုးသမီးအတွင်းကထောင်ပေါင်းများစွာနဲ့အဝိအထည်အမြောက်များကိုစနစ်တကျသိမ်းဆည်းထားတာကိုတွေ့ရှိခဲ့ရပါတယ်ရဲတပ်ဖွဲ့ကဘာကြောင့်ဒီလိုပစ္စည်းတွေကိုရွေးချယ်ခိုးယူရတယ်လဲလို့စစ်မေးတဲ့အခါမှာတော့ဇော်ပိုင်စုကထူးဆန်းလာတဲ့ထွက်ဆိုချက်တစ်ခုကိုပေးခဲ့ပါတယ်ကျွန်တော်နှလုံးသားကအမြဲတမ်းတောင်းတနေလို့ပါဒီဒင်းငံတွေကိုအနက်ခံရှူလိုက်ရင်စိတ်ထဲမှာလန်းဆန်းသွားပြီးတော့အလုတ်ပေတောင်ပူလုံနိုင်တယ်လို့ဝန်ခံခဲ့ပါတယ်ဒါလည်းမကသေးပဲအစူပါအတွင်းခံတွေကိုအနက်ခံရှူရှိုက်ပြီးတဲ့အခါမှာမိမိကိုအာသာပေးတဲ့အပြုတ်မှုကိုပါပြုလုပ်လေရှိကြောင်းပွဲလင်းလင်းပြောပြခဲ့ပါတယ်ရောက်တဲ့နေရာတိုင်းမှာအမျိုးသမီးအတွင်းငံကိုမြင်တွေ့ရင်မခိုးရရင်မနေနိုင်တော့ပဲလူလစ်တာနဲ့ခိုးယူလေရှိကြောင်းအခုလိုခိုးယူခဲ့တာဟာအချိန်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်းလည်းအပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်လက်တလုံးမှာတော့၎င်းကိုထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ဖို့အတွက်ရဲစခန်းမှာထိမ့်သိမ်းထားပြီးတော့စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်ဒီဖြစ်ဟာလူမှုကွန်ရက်ပေါ်မှာဟိုလီတိကျော်ကျော်ဖြစ်သွားခဲ့ပြီးတော့အဝိရှော်ဆိုင်အသုံးပြုသူအမျိုးသမီးတွေကိုလည်းတတိထားကြဖို့တတိပေးချက်တွေထွက်ပေါ်လာခဲ့ပါတယ်ဒုတိယသတင်းကတော့ဇနီးတွေကိုအထင်းအဓမ္မအယူလောက်ခါစိတ်ကြမ်းမာရေးစီးရုံကိုပို့ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံကခင်မွန်းဖြစ်သူရဲ့သတင်းလေးပဲဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံဂျာကာရာမြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဟာလူမှုကွန်ရက်နာစာမျက်နှာပေါ်မှာတောမီပမာပြန့်နှံ့နေပြီးတော့လူအများရဲ့ပြင်းထန်တဲ့ဝေဖန်ရှုံချမှုကိုလည်းခံနေရပါတယ်ဒါကတော့အမျိုးသားတို့ဟာသူ့ကိုခွာရှင်းဝင်တောင်းတဲ့ဇနီးတဲ့ကိုစိတ်မနှံဘူးလို့ဆိုပြီးတော့မူသားသုံးကစိတ်ကြမ်းမာရေးစီးရုံကိုအတင်းအဓမ္မပို့ဆောင်ချုံနှောင်ခဲ့တဲ့ဖြစ်ရပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့ကအေဒီကာနဲ့ခင်မွန်းဖြစ်သူအန်တိုနီယိုဟာရုံးခန်းတစ်ခုအတွင်းမှာဝန်ထမ်းတွေရှိမှတဲ့အကြီးကျယ်စကားများခဲ့ကြပါတယ်မှတ်တမ်းများအရအေဒီကာဟာဒေါသတကြီးနဲ့ခွာရှင်းမယ်လို့ပြောဆိုပြီးတော့ထွက်ခွာသွားခဲ့တာကိုတွေ့ရပါတယ်ဒီစကားပေါ်ညှို့တီးထားတဲ့အန်တိုနီဟာချက်ချင်းဆိုသလိုရက်ဆက်တဲ့အစီအစဉ်တစ်ခုကိုကြိုတင်ရေးဆွဲခဲ့ပါတယ်။သူဟာစိတ်ကျမ်းမာရေးစီးရုံတစ်ခုကိုဆက်သွယ်ပြီးတော့ဇနီးဖြစ်သူဟာစိတ်ကျမ်းမာရေးချိုးရင်းနေတာကြာပြီဖြစ်ကြောင်းလိမ့်လည်တိုင်ကြားခဲ့ပါတယ်။ဒါနဲ့မကသေးပဲသူမကိုစီးရုံမှာတနစ်တိတိထားဖို့နဲ့ကုန်ကြစိတ်အလုံးကိုသူကိုယ်တိုင်တောင်းဝန်ယူပေးမယ်လို့သဘောတူညီမှုရယူခဲ့ပါတယ်။အေဒီကာရဲ့မိခင်ဖြစ်သူဟာသမီးဖြစ်သူရှိရာစီးရုံကိုတွားရောက်ကြည့်ရှုခဲ့တဲ့အခါမှာတော့လုံးဝမျှော်လင့်မထားတဲ့ရင်နာစရာမြင်ကွင်းကိုတွေ့ခဲ့ရပါတယ်။သမီးဖြစ်သူဟာစိတ်ဝေဒနာခံစားနေရသူမဟုတ်ပါဘဲနဲ့လက်ကောက်ဝတ်တွေကိုကရင်မှာကျိုးနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ထားခဲ့ရတာကိုတွေ့ခဲ့ရပါတယ်။ပိုင်ဆိုင်မှုတွေနဲ့အိမ်တော်အေးပစ္စည်းတွေကိုမတ်မိုးလို့သမီးကိုအယူဖြစ်အောင်ခင်မွန်းဖြစ်သူကတမိန်လောက်တာပါလို့မိခင်ဖြစ်သူကမျက်ရည်ဆက်လက်နဲ့သတင်းမီဒီယာကိုပြောကြားခဲ့ပါသေးတယ်
အဲ့ဒီကဟာစီးရုံတဲကနေလွတ်မြောက်ဖို့အတွက်လုံခြုံရေးဝန်ထမ်းတဦးထံကိုစာတူလေးတစ်စောင်ကိုလှုပ်ဝက်ပေးဖို့ပြီးမိခင်ဖြစ်သူကိုဆက်သွယ်ပေးဖို့အခုနီတောင်းခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာပဲအဲ့ဒီဝန်ထမ်းဟာစာဖို့မိခင်စီမပို့ပဲခင်မွန်းဖြစ်သူအန်တိုနီစီကိုသာပြန်လည်ပေးပို့လိုက်တဲ့အတွက်သူမရဲ့နောက်ဆုံးမျှော်လင့်ချက်ဟာအချီနီဖြစ်သွားခဲ့ရပါတယ်။နောက်ဆုံးသတင်းများအရအဲ့ဒီကဟာအချင်းခန်းထဲမှာခြေကျုပ်လက်ချုပ်အချီကန်ထားရပြီးတော့စိတ်ငြိမ်စေးတွေအတင်းအဓမ္မထိုးနှံခဲ့ရတယ်လို့လည်းသိခဲ့ရပါတယ်။လက်တလုံးမှာတော့အင်ဒိုနီးရှားအာဏာပိုင်တွေကဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိကိုအလေးနဲ့ထားစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီလို့လည်းသိရပါတယ်။အင်ဒိုနီးပရိပခတစ်ခုကနေလူမဆန်တဲ့ရာဇဝမှုတစ်ခုထိရောက်ရှိသွားတဲ့ဒီဖြစ်ရဟာအမျိုးသမီးအပေါ်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့လူထုကြားမှာအလွန်တရာတုံ့နှုတ်ခြောက်ခြားပွဲရာဖြစ်ရတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။မင်္ဂလာပါဒီနေ့သတင်းလေးကတော့ဒီလောက်ပါပဲဗျာ။နောက်နေ့တွေမှာလည်းဒီလိုထူးခြားဆန်းပြတဲ့သတင်းတွေကိုကျွန်တော်တို့ရဲ့ NFN သတင်းမီဒီယာကနေတင်ဆက်ပေးပါဦးမယ်ဗျာ။အားလုံးလည်းကျမ်းမာချမ်းသာကြပါစေဗျာ။